မင်္ဂလာပါအခေရတဲ့ဖြစ်ပါတယ် Reno series တွေကဒါ15ထိတောင်ရောက်လာပြီဆိုတော့ဒီ series တွေရဲ့ target ကိုကလူငယ်တွေအတွက်ဆိုတော့လူငယ်တွေအကြိုက်ဖုန်းတစ်လုံးဖြစ်ခဲ့တယ်ဆိုတော့အခုတစ်ခေါက်လဲဒီ Oppo ကနေပြီးတော့ Reno 15 series ကိုတည်ဆောင်လာပြန်ပြီဒီတစ်ခေါက် Reno 15 series ထဲမှာ Reno 15F ကဈေးသက်သာဆုံးနဲ့လူငယ်တွေအကြိုက်ဖုန်းတစ်လုံးထပ်ဖြစ်လာဖို့ရှိတယ်ကျန်တဲ့ Reno series လို့ပြောလိုက်တာနဲ့ဒီ camera ဘိုင်းတွေ AI ဘိုင်းတွေ software optimization ဘိုင်းတွေအကျန်းခံတဲ့အပိုင်းတွေကတော့ပြောနေစရာမလိုအောင်လို့ဒီ Reno 15F မှာလည်းတစ်ခါတည်းပြည့်စုံပြီးသားဆိုတော့ဘယ်လိုအချက်တွေကြောင့်ရွေးချယ်ရမလဲဆိုတာနဲ့ဒီဖုန်းကိုကင်နေတာတော့ကျွန်တော်နည်းနည်းလေးတော့ကြာပြီဆိုပေမဲ့ဒီဖုန်းမှာ first impression အနေနဲ့ပြောစရာတွေအများကြီးရှိသေးရဲ့ဆိုတော့စလိုက်ကြရအောင်အရင်ဆုံး Oppo Reno 15F ကဖုန်းတစ်လုံးထပ်စားလို့ရှိရင် lifestyle product တစ်ခုလို့ပြောလို့ရတယ်။ဆိုတော့အရင်တော့ဖုန်းဆိုတာကဖုန်းပြောဖို့ဆိုတဲ့အမြင်ကနေနောက်ပိုင်း features တွေထပ်ထည့်လာပြီးတော့ multimedia device တွေဖြစ်နေပြောင်းလဲလာတယ်။ smartphone တွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာတော့ဒီ internet သုံးလို့ရတဲ့ IoT device တွေအဖြစ်ပြည်ဖြစ်လာတယ်။ဆိုတော့အခုလက်ရှိအချိန်မှာတော့ဒီ Oppo ရဲ့ Reno 15F လို့ဖုန်းမျိုးကကိုယ့်ရဲ့ assistant အနေနဲ့နေ့စဉ် daily drive တွေမှာပါအသုံးဝင်ဆုံးအစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်။အရင်ဆုံးထုံးစံအတိုင်း design ပိုင်းကနေစပါမယ်။ဆိုတော့ Reno 15 line up တစ်ခုလုံးမှာ design ပိုင်း changes ဖြစ်လာပြီးတော့ဒီ series တစ်ခုလုံးမှာလည်းဒီ design ကိုပဲသုံးလာတာကိုတွေ့ရတယ်။ဆိုတော့အယောင်လောင်းနဲ့ပဲခွဲလို့ရတော့မယ်ဆိုတော့ဒီ Reno 15F မှာလည်း design ပိုင်းအရာဘာမှ short မထားဘူးဆိုတဲ့သဘောပဲ။အယောင်ကတော့ဒီကို2ရောင်နဲ့လာတယ် Twilight Blue ရဲ့နောက် Aurora Blue ဆိုတဲ့2ရောင်။ဆိုတော့ကျွန်တော်စီကိုရောက်နေတာကတော့ Twilight Blue ဆိုတဲ့အရောင်ဆိုတော့ဒီအရောင်အကြောင်းကိုပြီးတော့မှပြောပြမယ်ဆိုတော့ဒီ series ရဲ့ hero color aura blue ဆိုတဲ့အရောင်ကဒီ Reno 15F မှာလည်းဒီအရောင်ကအမိုက်ဆုံးလို့ပြောလို့ရတယ်ဆိုတော့ Reno 13တုန်းကလိပ်ပြတောင်ပံပုံစံလေးလုပ်ပေးခဲ့ပြီးတော့ဒီ Reno 14ကျတော့ငါးအမီးပုံစံလေးလုပ်ပေးခဲ့ဦးတယ်ဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားအကောင်လေးတွေရဲ့ inspire မဟုတ်တော့ဘဲနဲ့ဒါမြန်မာလိုဆိုလို့ရှိရင် ultra အလင်းလန်းလို့ခေါ်တဲ့ကဘာရဲ့မြောက်ဝင်ရိုးစွန်းမှာပဲတွေ့ရတဲ့ aura light အလင်းလန်းလေးတွေကို inspire လုပ်ထားတဲ့ပတ်တန်လေးကိုသုံးပေးထားတယ်ဆိုတော့ဒီ Aura Light ကို Reno 15 series အကုန်လုံးမှာသုံးပေးထားတော့ဒီ Reno 15F မှာလည်းကင်မယ်ဆိုလို့ရှိရင်အဲ့ဒီကောင်လေးကတော်တော်လေးတန်တယ်ဒီ Twilight Blue ဆိုတဲ့အရောင်ကတော့အပြာကိုမှ Navy Blue ဘက်ကိုဒါ Dark ဘက်ကိုသွားတဲ့အရောင်ဆိုတော့ကျွန်တော်တို့ဒီအရောင်ကို Blue ဆိုတာထက်ဒီ Candy Purple လို့အရောင်မျိုးပိုဆန်တယ်လို့ထင်တယ်ခင်းအောင်ဘက်ကိုပို့ပြီးတော့သွားတယ်ဆိုတော့ဒီ Reno 14F မှာတော့ဒီ Luminous Green ဆိုတဲ့အရောင်မှာကိုဒီ camera band ရဲ့ဘေးဘက်မှာဒီ gradient ဖြစ်တဲ့အရောင်လေးကိုထည့်ပေးထားမယ်ဆိုတော့အဲ့လိုမျိုးကိုဒီမှာပြန်သုံးမယ်ဆိုရင်တော့ပို့ပြီးတော့လှလိုက်လိမ့်မယ်ဆိုတော့ဒီတိုင်းလဲထုံးစံအတိုင်းကတော့ရိုးရိုးရှင်းရှင်းနဲ့လှတယ်ဆိုတော့ဒီ color က Reno 15F ရဲ့ design နဲ့ပေါင်းစပ်ပြီးတော့ minimalist ဆန်တဲ့ဘက်ကိုသွားတယ်ဆိုတော့ color တောက်ဖုန်းတွေတွေးရပါများနေလို့အယောင်ငြိမ်လေးကင်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်နောက်ဖက် cover တော့မအတောက်သုံးပေးထားတယ်လက်ရမထင်ဘူး hand feeling ကောင်းတယ် grip ဖြစ်တယ်ပေါ့နောက် camera band နေရာတွေမှာတော့ဒီ design changes လေးနည်းနည်းရှိတယ်ဆိုတော့ဒီဘက်က camera range အကြီးနှစ်ခုကတော့ထုံးစံအတိုင်းဘယ်ဘက်မှာအပေါ်အောက်ရှိမယ်ဆိုတော့နောက်ထပ်ဘေးဘက်မှာတော့ camera range တစ်လုံးကို size သေးပြီးတော့ထည့်ပေးထားတယ်ဒါကပဲဒီ Reno 15 series ရဲ့ design language ဖြစ်လာတယ် flashlight လေးလုံးကိုဒါ ring ပုံစံနဲ့ထည့်ပေးထားတယ်ဆိုတော့ camera band ပြီးတော့ဒီ camera range တွေပါရှေ့ကိုအရင်ထွက်မနေဆိုတော့ဒီတစ်ခုကတော့ design ပိုင်းမှာတော်တော်လေးအဆင်ပြေတယ်။နောက် camera band ရဲ့ဒီဘေးဘက်မှာ gradient ရောင်မထည့်ထားဘူးဆိုပေမဲ့ဒီ camera band အပေါ်မှာတော့ gradient line လေးတစ် line ထည့်ပေးထားတယ်။ဆိုတော့ဘေးမောင်ကတော့ထုံးစံတိုင်း flat frame နဲ့ဒီ shape screen ကိုလည်းဒီ flat သုံးပေးထားတယ်ဆိုတော့ဒါ boxy look ဖြစ်တယ်။ hand feeling အရာတော့လက်ထဲမှာတော်တော်လေးအနှစ်ကျတယ်ပေါ့ဆိုတော့အထူက 8.1 mm နဲ့အလေးချိန်ကဒါ195 grams ဆိုတော့သူစီမှာပါတဲ့ battery size နဲ့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေရတဲ့မှာပါတယ်ဘေးပေါ်မှာဒီအရင် series နဲ့ပုံစံတူပဲလာတယ်ဆိုတော့ညာဘက်မှာတော့ဒါ power button နဲ့ဒါဘောလုံး up down ခလုတ်လေးတွေပါတယ်ဆိုတော့ခလုတ်တွေကနည်းနည်းလေးပို့ပြီးတော့ကြီးလာတယ်နှိမ့်လိုက်တဲ့အခါမှာလည်းပို့ပြီးတော့ soft ဖြစ်သွားတယ်ဒီ frame ရဲ့အပေါ်ဘက်မှာတော့ဒီ secondary mic တွေထည့်ပေးထားတယ်ဒီဖုန်းက video call ပြောတာတို့ live လွှင့်တာတို့ meeting တက်တာနောက် class တွေတက်တာနဲ့ vlog ရိုက်တာတွေအတွက်ဘေး in mind နဲ့တော်တော်လေးအဆင်ပြေတယ်ဆိုတော့အောက်ဘက်မှာတော့ speaker box တစ်ပေါက်ပါမယ်နောက် USB type C နဲ့ mic box နောက် central လေးပါတယ်
ဆိုတော့ဒီ SIM tray မှာက SIM card 2 ကတ်ဒါမှမဟုတ်ရင် SIM တစ်ကတ်နဲ့ SD card တစ်ကတ်ထည့်လို့ရမယ် hybrid SIM tray ကိုထည့်ပေးထားတယ်ဒီ storage ကဒါ 256GB နဲ့လာတယ်ဆိုပေမဲ့မလောက်ဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်စိတ်ကြိုက်ထည့်ပြီးတော့ထည့်လို့ရမယ်ဆိုတော့အခုချိန် Mirage phone တော်တော်များများမှာဒီ function ကမပါတော့ဘူးဆိုပေမဲ့ Reno 15F မှာဆက်ပြီးတော့ထည့်ပေးထားတော့တော်တော်လေးသဘောကျတယ်ရှေ့ဘက် screen ကိုတော့ 6.57 inch ရှိတဲ့ Full HD Plus AMOLED display ကိုသုံးပေးထားတယ် 120Hz refresh rate နဲ့1400 nit peak brightness အထိရမယ်Flat screen ဆိုပေမဲ့ဒါသူရဲ့ screen to body ratio က 92.8% ထိရှိတယ်ဆိုတော့ဒီဘေးဘက် bezel တွေတော်တော်လေးပါတဲ့ထဲမှာပါတယ် screen ကို AGC D+ ဆိုတဲ့ glass နဲ့အုပ်ပေးထားတယ်ဒီအရင် series မှာလည်းဒီမှန်ကိုပဲသုံးပေးထားတယ်ဆိုတော့ကျွန်တော်တို့ကြားဘူးနေကြဒီ Gorilla Glass တွေနဲ့ဘာကွာလဲဆိုတော့ AGC ကဒါ Japan Temper Glass တွေထုတ်တဲ့ company ဖြစ်တဲ့ Japan Asahi Glass Company AGC ဆိုတာကနေပြီးတော့ထုတ်ပေးထားတယ်ဆိုတော့ durability ဘိုင်းမှာတော်တော်လေးကောင်းပြီးတော့ဒီ scratch resistant ဘိုင်းမှာလည်းလေးခံနိုင်ရှိတယ်။သူရဲ့ D+ glass ကတော့ဒီဘေးဘက်တွေမှာ screen ကို 3D H နဲ့ကာကွယ်ပေးထားရလို့ဆိုလိုတာ sensitivity ဘိုင်းမှာလည်းကောင်းတယ်။ဆိုတော့ရုပ်ထွက်ဘိုင်းမှာတော့ဒီ color မှန်တဲ့ဘက်ကိုသွားတယ်။ fingerprint sensor ကိုလည်းဒီ under display မှာထည့်ပေးထားပြီးတော့ response ကလည်းထုံးစံတိုင်းတော်တော်လေးမြင့်တယ်။ Performance ဘိုင်းတော့ကတော့ Snapdragon ရဲ့ 6 Gen 1 processor ကို RAM 8GB နဲ့တွဲပေးထားတယ်။ဆိုတော့ RAM 8GB လောက်ဆိုရင်ကိုဒီ mid-range ဖုန်းတစ်လုံးအတွက်ကတော်တော်လေးအဆင်ပြေနေပြီ။နောက် Snapdragon 6 Gen 1 processor လည်းလက်ရှိဒီ mid-range ဖုန်းတော်တော်များများမှာသုံးထားတဲ့ Helio G200 chipset ထက်အဖက်ဖက်ကတာနေရဆိုတော့ဘာမှပြောစရာမလိုတော့ဘူး။နောက် RAM 8GB ကလည်းဒီ multitasking ဘိုင်းတွေ gaming ဘိုင်းတွေအတွက်လိုအပ်တဲ့ performance တွေကိုဒီဖုန်းထဲမှာဒါတတိပါတဲ့ AI function တွေအားလုံး smooth ဖြစ်နဲ့ run နိုင်အောင်ကူညီပေးတယ်။ဒါဒီဖုန်းက game ဆော့ဖို့အတွက်ဆိုရင်ရောအဆင်ပြေပါမလားဆိုရင်တော့သူ့ရဲ့ software optimization နဲ့ပြန်ပြီးထိန်းပေးထားတဲ့အပိုင်းလေးတွေရှိတယ်။သူ့ရဲ့ Color OS system မှာပါလာတဲ့ဒီ AI function တွေကgame ကစားတဲ့အခါမှာပို့ပြီးတော့ကောင်းတဲ့ experience ရအောင်ကူညီပေးတယ်ဆိုတော့ပထမဦးဆုံးကတော့ AI Link Boost 3.0 ဆိုတာ game ကစားတဲ့အခါမှာ lag ဖြစ်တာတွေနည်းနိုင်သမျှနည်းအောင်လုပ်ပေးထားတယ်ဆိုတော့လွယ်လွယ်ပြောရရင် AI gaming antenna system ပဲဆိုတော့ antenna ကိုဒီဘေးဘက်ဘောင်ပတ်လည်မှာထည့်ပေးထားပြီးတော့ AI ကဒီလက်နဲ့အုပ်မနေတဲ့နေရာကနေပြီးတော့ signal ကိုဖမ်းပေးနိုင်တယ်ဆိုတော့ငယ်ချင်းတွေနဲ့ game စုဆော့ကြတယ်ဆိုရင်တော့ပဲကိုယ့်ရဲ့ဖုန်းကသူများဖုန်းထက် line ဆွဲအားပို့ပြီးတော့ကောင်းနေတာမျိုးcellular network ဘိုင်းမှာလည်းဒီ AI enhanced cellular network switching and selection ဆိုတာပါလာတယ်ဆိုတော့ mobile network နဲ့ game ကစားတဲ့အခါတွေမှာ internet software တွေနောက် social media တွေသုံးတဲ့အခါတွေမှာချိတ်ဆက်ထားတဲ့ tower line တွေကနေပြီးတော့အကောင်းဆုံးဖြစ်နိုင်တဲ့ line ကိုရွေးချိတ်ပေးနိုင်တဲ့ function ဖြစ်တယ်ဆိုတော့ Mobile Legends တို့နောက် Free Fire တို့ PUBG Mobile တို့လို game မျိုးတွေမှာ battle ဆိုင်တဲ့အခါတွေမှာ line တွေ FPS တွေကျသွားတာမျိုးနောက်ပြန်ကောင်းတော့မှသေနေတာမျိုးတွေဖြစ်မနေအောင်လို့ battle ဝင်တဲ့အခါမှာ AI ကသိနေတဲ့ detect battle scenario လည်းပါလာတယ်နောက်တစ်ခုက AI Hyper Boost 2.0 ဆိုတာကတော့ဖုန်းက heavy load ဖြစ်နေတဲ့အချိန်မျိုးတွေမှာ FPS ငြိမ်နေအောင်ထိန်းထားပေးနိုင်တယ်ဆိုတော့နောက်လာမဲ့ဒီ frame တွေကိုပါ AI ကကြိုတင်တွက်ချက်ပြီးတော့ပြပေးနိုင်တဲ့အတွက် heavy load မှာ FPS ကျတာမျိုးတွေထက်သွားတာမျိုးတွေမရှိတော့ဘူး loading များနေတဲ့အချိန်မှာဒီ CPU GPU ရဲ့ overheating ပြဿနာကိုလည်း AI Power Adaptive Temperature Control Algorithm ဆိုတာနဲ့ပြန်ပြီးတော့ထိန်းပေးထားတယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒီ Color OS system video မှာပြောခဲ့တဲ့ On New Trinity Engine နဲ့ဒါ user တွေရဲ့သုံးနေကြပုံစံပေါ်မူတည်ပြီးတော့ AI ကဖုန်းရဲ့ဒီ hardware ကိုဘယ်လောက်ထုတ်ကမလဲဆိုတဲ့ဟာကိုဆုံးဖြတ်ပေးနိုင်တယ်။ဒါတွေအားလုံးကိုခြုံကြည့်ခြင်းအပြင် gamer ဆော့ heavy use ပဲသုံးဖုန်းကတက်တာနဲ့ performance အပြည့်ထုတ်ပေးနိုင်တယ်ဆိုတော့တွေ့ရတယ်။ကင်မရာပိုင်းမှာ main camera ကို50 megapixel camera aperture f1.8 နဲ့ 26mm lens နဲ့တွဲပေးထားတယ်ဆိုတော့ဒီကင်မရာက Reno 15မှာသုံးထားတဲ့ main camera နဲ့အတူတူပဲ OIS လည်းထည့်ပေးထားလို့ပုံရိုက်တာပဲဖြစ်ဖြစ် video ရိုက်တာပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတော့ video ကိုလည်း 4K 60fps ထိရိုက်လို့ရတယ်နောက်ထပ်တစ်လုံးက8 megapixel ultra wide camera တစ်လုံးပါတယ်112 degree အထိကို wide ရိုက်လို့ရတယ်ကျွန်တော်တို့တစ်လုံးကတော့2 megapixel macro camera တစ်လုံးနဲ့ဒီ triple camera setup ကိုအပြည့်အဝထည့်ပေးထားတယ်ကင်မရာပိုင်းမှာတော့ဒီ Oppo Reno series ရဲ့ထုံးစံတိုင်းခိုထားတာမျိုးမရှိဘူးအ
အရင် series တုန်းကဒီ camera ရုပ်ထွက်ပိုင်းကိုကျွန်တော်ရိုက်ထားတဲ့ပုံလေးတွေကိုတင်ပေးပြတယ်ဆိုတော့ဒီ Reno 15F အတွက်လည်းအဲ့လို post တွေတက်လာဖို့ရှိပါတယ်ဆိုတော့အခုတော့စမ်းကြည့်ရတော့ဒီ Oppo Reno 15F ရဲ့ camera ဘိုင်းမှာ color clarity နောက် low light အပိုင်းတွေမှာလည်းထုံးစံတိုင်းအားရတယ် smartphone တွေရဲ့ဒီ camera ဆိုတာကဒီအိတ်ထဲကထုတ်မယ်ချိန်မယ်ရိုက်မယ်4-5 second လောက်အတွင်းထဲမှာပုံကောင်းတစ်ပုံရဖို့လိုတယ်ဆိုတော့ဒီဖုန်းမှာတော့အဲ့ဒီ feeling ကိုအပြည့်အဝရတယ် point and shoot ရိုက်လိုက်တဲ့ပုံတိုင်းကစိတ်တိုင်းကြတယ်လို့ပြောရမယ်Reno 15ရဲ့ camera ဘိုင်းမှာအကြီးကြီး upgrade ဖြစ်သွားတာကဒီ selfie camera ကို50 megapixel camera ကိုသုံးပေးလိုက်တာပဲ aperture f2.0 နဲ့ 18mm 100 gigabit ရိုက်လို့ရတဲ့ ultra wide lens ကိုတခါတည်းတက်ပေးထားတယ် selfie အမြဲရိုက်ဖြစ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အကြိုက်ဖြစ်သလိုရှေ့ဘက် camera နဲ့ဒီ group photo ရိုက်ချင်တာပဲဖြစ်ဖြစ်ဒီ selfie camera နဲ့ background ကိုကြည်ကြည်မြင်ချင်တာပဲဖြစ်ဖြစ်အဆင်ပြေသွားတယ်ကင်မရာမိုင်းမှာပါတဲ့ AI တွေကတော့အများကြီးပဲဆိုတော့တခုချင်းစီလိုက်ပြီးရှင်းပြနေတာဒီဗီဒီယိုကတော်တော်လေးကိုရှည်သွားလိမ့်မယ်ဆိုတော့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးနှစ်ခုက AI Portrait Glow နဲ့ AI Flash Photography 2.0 ပဲ AI Portrait Glow ကတော့ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာအထူးသဖြင့်ဒီ portrait ပုံတွေရိုက်တဲ့အခါမှာလူပေါ်ကို shadow ကျနေလို့နောက်နေရာခဏခဏပြောင်းရိုက်နေရတာကိုရိုက်ချင်တဲ့ background ကိုစိတ်ကြိုက်ထားလို့မရတာအတွက်အဆင်ပြေတယ်ပေါ့ဆိုတော့လူပေါ်ကိုဒီ shadow ကျနေတာမှောင်နေတာမျိုးတွေအတွက်ဆိုလို့ရှိရင်အကောင်းဆုံးပြင်ပေးသွားတယ်နောက်တစ်ခု AI Flash Photography 2.0 ကတော့ low light ပုံရိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်နောက်ညဘက်မီးရောင်နေတဲ့ဒီ night market လိုနေရာမျိုးတွေမှာပုံရိုက်တဲ့သူတွေအတွက်ဆိုအကြိုက်ပဲ flash နဲ့ရိုက်လိုက်တဲ့အခါမှာ lighting ဘန်းသွားတာမျိုးတွေနောက် reflection ဖြစ်တာမျိုးတွေမရှိဘဲနဲ့တဘာဝကြကြ foreground နဲ့ background ကိုခွဲထုတ်ပြီးတော့ဒီ flash ကိုအကောင်းဆုံးကြပေးထားလို့ဒီပုံထွက်တွေမှာဒါအရန် natural ဆန်ဆန်နဲ့လှသွားတယ်ပေါ့အကျန်တဲ့ဒီ photo AI နဲ့ပြင်တဲ့အပိုင်းတွေမှာလည်းအကုန်လုံးပါတယ်အသေးစိတ်ကတော့ ColorOS 16 video မှာတွားကြည့်နိုင်ပါတယ်ပုံမှန်သုံးတဲ့ AI တွေထဲမှာအကြိုက်ဆုံးပိုင်းကတော့ AI Super Toolbox ဆိုတဲ့ function ပဲဆိုတော့အဲ့ထဲမှာပါတဲ့ဒီ AI Writer မှာအရင်တော့ကဒါစာနဲ့ခိုင်းလို့ရတယ်စာနဲ့ပြန်ပြီးတယ်ပေါ့ဆိုတော့အခုကတော့ပုံမှန်ထည့်လို့ရလာပြီဆိုတော့ပုံထည့်ပြီးတော့ဒီပုံနဲ့ live ဖတ်မဲ့စာသားတွေ caption တွေကိုပါစဉ်းစားခိုင်းလို့ရတယ်လက်ရှိဒီ video တက်နေတဲ့အချိန်မှာဒီ caption မှာပါမဲ့အဲ့ဒီ caption ကိုဒီ AI Writer နဲ့ရေးခိုင်းထားတာဒါမျိုးအသုံးဝင်တယ်ဒီဖုန်းမှာထူးထူးခြားခြားနောက်ထပ်သဘောကျမိတာ speaker ဘိုင်း clarity တော်တော်လေးကောင်းတယ်ဆိုတော့ဒီ multimedia ဘိုင်းမှာဒီဓာတ်လေးထပ်ပြီးတော့ပေါင်းထည့်လိုက်တော့ပို့ပြီးတော့ကောင်းသွားတယ်တချင်းနားထောင်တာပဲဖြစ်ဖြစ်ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်အသံထွက်ကတော်တော်လေးကောင်းတယ်ဆိုတော့အထူးသဖြင့်ဒီ audio book တွေ podcast လိုမျိုးတွေနားထောင်တဲ့အခါမှာသူရဲ့အသံထွက်က loud and clear ဖြစ်လို့ဒါတော်တော်လေးသဘောကျတဲ့ထဲမှာပါတယ် Reno 15F မှာအရင် series တွေအတိုင်း durability ကိုလည်းလှည့်ကြည့်စေရမလို့ထုံးစံအတိုင်း IP68 69 ပါလို့ရေစိမ်ခံနိုင်မှုမှာအမြင့်ဆုံးမှာရှိတယ်။ပြုတ်ကျတာမျိုးတွေအတွက်လည်းခံနိုင်ရှိတယ်။6နှစ်လောက်ဇက်တိုက်ဒီဖုန်းရဲ့ performance ကိုထိခိုက်မှုမရှိဘဲနဲ့ဇက်တိုက်သုံးလို့ရတယ်။ဆိုတော့ရင်တော့ဆိုလို့ရှိရင်ဒါဒီအဖေရဲ့နာရီကိုသားကိုလက်ဆင့်ကမ်းပေးတာမျိုးတွေဆိုတော့အခုဆိုလို့ရှိရင်ဒီသားစင်မြေးဆက်ဒီဖုန်းကိုလက်ဆင့်ကမ်းရမယ့်ပုံစံမျိုးတွေဖြစ်လာပြီ။အကျန်းဆုံး upgrade ဖြစ်လာတဲ့အချက်ကတော့ဒီ Reno 15F မှာ 9000 mAh battery ပါလာတယ်။ဖုန်းရဲ့အထူနဲ့အလေးချိန်ကိုအများကြီးကွာခြားမှုမရှိဘဲနဲ့အရင် series ထက် 1000 mAh လောက်ပို့ပြီးတော့များလာတာသူ့ရဲ့အားသာချက်ပဲ။နောက် silicon carbon battery ကိုလည်းသုံးပေးထားလို့ battery overheat ဖြစ်နိုင်တာမျိုးတွေဖောင်းလာနိုင်တာမျိုးတွေကိုအထိုက်လျောက်ကာကွယ်ပြီးသားဖြစ်သွားသလို size ကလည်းအရင်ကြီးမလောက်one day use ကတော့ဘာမှလှည့်ကြည့်စရာမလို heavy use သုံးတဲ့သူတွေတောင်မှတစ်ရက်မှတစ်ခါအားသွင်းရုံနဲ့လုံးလောက်တယ်ပုံမှန်သုံးတဲ့သူဆိုလို့ရှိရင်ဒါတစ်ရက်ခွဲ2ရက်လောက်ထိကိုအေးစစ်စစ်ခံတယ်81 fast charging ပါလာပြီအရင် series ရဲ့45 watt ထက်စားလို့ရှိရင်2ဆလောက်ပိုပြီးတော့များသွားတယ်0 to 100% ကို59မိနစ်လောက်နဲ့အားအပြည့်ပြန်သွင်းလို့ရမယ်ဆိုတော့ဘာလို့သေးလဲပေါ့ကျွန်တော်ဒီ first impression လုပ်ပေးခဲ့တဲ့ဖုန်းကတော့ Oppo ကနေပြီးအသစ်ဝင်ရောက်လာတဲ့ Oppo Reno 15F ဆိုတဲ့ဖုန်းလေးပဲဖြစ်ပါတယ်။ daily use အတွက် minimalist sensor ဖုန်းတစ်လုံးဖြစ်တယ်ဆိုပေမဲ့အသုံးဝင်တဲ့အပိုင်းမှာတော့ပုံမှန်ဖုန်းတစ်လုံးဆိုတာထက်ပိုတဲ့ဒါ lifestyle assistant တယောက်လိုမျိုးအသုံးပြုလို့ရမယ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ဈေးနှုန်းကတော့16,900 ကျန်တဲ့ထွက်ရှိနေပြီဖြစ်ပြီးတော့ဒါဝယ်ယူလို့ရနေပါပြီလို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ခြင်းလားမဝယ်ခြင်းလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက်ဗီဒီယိုတစ်ပုဒ်မှာတွေ့ပါမယ်